ဒီကနေ့တရင်ညလာပြီနေဆိုတာရသော်ပြလက်ထက်တော့ခက်ကလာတော့ဟာဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါတွင်ကာလမှာရသော်ပြဟာတာဝရိန္ဒနတ်ပြည်တက်ပြီးတပိဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီကနေ့လူပြည်ကိုပြန်နေကြွလာတယ်အမတ်တရားနေဒီနေ့ပဲဗိဓမာခါရောနေလို့ဆိုဗိဓမာခါရောနေဆိုတာဗိဓမာတရားဟောတာကဝါဆိုလာပြီးတော့တရားရည်စာပြီးတော့ဟောတာတရင်ညလာပြီးနေစပြီးတယ်အဲ့တော့ဗိဓမာတရားဟောလို့ဆုံးသက်တဲ့နေ့လို့ဒီလိုမှတ်ရမှာဒါကိုပဲဗိဓမာခါရောနေလို့ဆိုပြီးဓမ္မပြေမှာမှတ်သားနားလည်ထားကြလို့ပေါ့နော်ဗိဓမာတရားစတင်ဟောတာတော့ဝါဆိုပြီးတဲ့ဝါဆိုတဲ့နေ့ကနေစပြီးတော့ဟောကြားခဲ့တာဖြစ်တယ်3 လကြာအောင်မြတ်စွာဘုရားဗိဓမာတရားတော်ကိုတာဝရိန္ဒနတ်ပြည်မှာဟောကြားပြီးဒီကနေ့ဘဝရဏပြုပြီးတဲ့အခါမှာတာဝရိန္ဒနတ်ပြည်ကတရားမင်းဖန်ဆင်းတဲ့ရွှေစောင်းနှံငွေစောင်းနှံပရမညာစောင်းနှံလို့ဆိုရင်စောင်းနှံလေကားကြီး30အနေပြီးခန္ဓာတိုက်ပြိစွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူးနေပြဖြစ်တယ်ဆိုတာဘုရားဘာသာဝင်နေတဲ့မှတ်သားထားဖို့လိုတယ်နော်။ဘာလို့လဲဆိုတော့ဒီတရင်ညလာပြီးနေဆိုရင်တရင်ညလာပြီးတရင်ကျွတ်ပြီးဆိုပြီးတော့ရှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားဘုရားဘာသာဝင်နေဖြစ်သေးရတယ်ဆိုဒီကနေ့ဟာမြတ်စွာဘုရားတို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူကြီးကိုပြန်လီကြွတာဖြစ်လို့တို့တွေဟာဒီကနေပြီးတော့စီကြိုပူဇော်ရဲဆိုတဲ့ပူဇော်ပွဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအထိပ္ပယ်နဲ့တရင်ညလာတာဝရိန္ဒနတ်ပြည်ကပြန်ကြွတဲ့အခမ်းအနားကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစီမီနဲ့ပူဇော်ကြတယ်လို့ဒီလိုပြောင်းလဲချမြတ်စွာဘုရားရဲ့ဒီဗိဓမာတရားမဟောခင်ကတရင်ညလာပြီနေမှာမိထွန်းတာတော့ကတ္တိကနက္ခလို့ခေါ်တယ်မိနက္ခနဲ့ပတ်သက်ပြီးတော့ထုံးတမ်းစင်လာအရာမိထွန်းကြတာဖြစ်တယ်ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုတဲ့မိထွန်းမွဲကျင့်ပါတယ်လို့ပဲကိုယ့်ရဲ့အစင်လာရလောက်ကြတာမြန်မာပြည်ကဘုရားဘာသာဝင်တွေကတော့မိထွန်းတာတော့အဲ့ဒီကတ္တိကနက္ခကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ခင်နဲ့မြတ်စွာဘုရားကိုကြိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့တရင်ညလာပြီနေ့မှာမိထွန်းတယ်တို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုပ်ဟာအသေးပဲရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့လုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့နက္ခပွဲအနေနဲ့မိထွန်းတယ်မိအလှဆင်ပြီးတော့မိထွန်းတယ်ဆိုရင်နတ်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ဘုရားဘာသာတွေကတော့ပြောင်းလိုက်တာဒီဖျားကိုးစုပူဇော်ပွဲဆိုတာလည်းပဲအဲ့ဒါလိုပြောင်းတာဖျားကိုးစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာတော့ဘုရားဘာသာဖြစ်လာတဲ့အခါမှာဂျိုးပူဇော်တာမဟုတ်တော့ပဲနဲ့ဖျားကိုးစုကိုပူဇော်တယ်ဆိုရင်အဓိပ္ပာယ်ရှိတဲ့ပူဇော်မှုဖြစ်လာဂျိုးပူဇော်တာကတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိညာစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်စိတ်ထဲမှာအာယုပြုလိုက်ရုံနဲ့ပဲကုသိုလ်တွေအများကြီးဖြစ်သွားပြီအဲ့ဒီဝန္တာပိတိကုသိုလ်ဟာဘုရားနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်တာမန်လို့မအောင်မေ့တယ်ဥပမာမဲ့ကြည့်စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်ကလေးရဲ့တန်ဖိုးဟာစိန်လေးရဲ့တန်ဖိုးဟာဘယ်လောက်ကြီးလို့ဆိုလမ်းခင်းတဲ့ကြောက်အစည်းတရားရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးနော်အဲ့တော့တန်ဖိုးချင်းกว่าတယ်ဒီကြောက်တော့ကြောက်ပဲလမ်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရားတိုက်ပြီးတော့ချတန်ဖိုးဒီကြောက်ကလေးတစ်ပွင့်ရဲ့တန်ဖိုးမတန်မှกว่าတယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတန်ဖိုးချင်းกว่าတယ်အဲ့တော့တန်ဖိုးရှိတဲ့ဟာကိုရအောင်တို့လုပ်ရမယ်ဆို
အစင်လာမှုလောက်ထမဟုတ်ပဲနဲ့အထိပ္ပယ်ရှိတို့ဘာဖြစ်လို့တရင်ညလာပြီးမှမိထွန်းတယ်လေဖះကိုပူဇော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွရောက်လာတဲ့မြတ်စွာဘုရားကိုခီးဥကျပူဇော်သောအဖြစ်တို့တွေပူဇော်တယ်လို့ဒီလိုအာရုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာအခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဗုဒ္ဓပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာတွေလှူတာတဏ္ဍသံဃာပူဇာပေါ့နော်ယရဏသုံးပါးကိုပူဇော်လိုက်ရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းမတမကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာတရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြည်ရောက်သွားတဲ့နတ်သား2ယောက်ရှိတယ်အဲ့ဒီနတ်သား2ယောက်ဟာလူချတန်းခဲ့ကြတာချင်းပဲသို့တော့တဦးနဲ့တဦးဟာလူတဲ့အတိုင်းတာပမာဏမတူဘူးလူတဲ့ပုဂ္ဂိုလ်တွေလည်းမတူဘူးအဲ့ဒါလေးကိုခྱူးဆိုင်ပြီးတော့မှတ်သားထားဖို့တယောက်ကတော့အင်္ဂုရနတ်သားလို့ခေါ်တယ်ဗိဓမာတရားဟောရမယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရဘက်နားမှာဘုရားနဲ့အနီးဘယ်တော်ဖြစ်ခဲ့ဘူးတဲ့တန်တုတိတနတ်သားကအဘိဓမ္မာတရားနာဖို့ဘုရားနာရောက်နေတယ်အဲ့သူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်္ဂုရဆိုတဲ့နတ်သားအဲ့ဒီနတ်သား2ယောက်ကလည်းပဲဘယ်တော်ကြီးအနိဗ္ဗာန်မှာထိုင်နေကြတယ်တဖြည်းဖြည်းတရားပွဲစတော့မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲဖွဲရောက်လာကြတယ်